တကြံကိုကြိုက်တာပေါ့ငငယ်တော့ဆိုဇန်တွင်းဆိုတကယ်ချင်းနဲ့မူတာတောက်ကြပါတော့တောက်ပြီးပျော်တာပေါ့အခုတော့တောက်လည်းမတောက်ပြတ်တော့ဘူးဆိုတော့ဒီတကြံလည်းမပျော်ပြတ်တော့တာဖြစ်ပါမှာပြီးတော့ဟုတ်တယ်ကြားပြီတကြံတွေကတော့ရန်ကုန်မှာပဲရှိမှာပါမိသားစုနဲ့အတူတူပေါ့ရေဆော့ကြပဲပေါ့နေ့တိုင်းမို့ကိုကတော့ချိန်ပြည့်အားတဲ့ချိန်တိုင်းမိသားစုကိုချိန်ပေးတာဆိုတော့လေနော်အဲ့တော့ရိုက်ခွင်းမရှိတဲ့ရိုက်ခွင်းရှိတဲ့ဆိုလဲမိသားစုကလိုက်တာပဲအဲ့တော့ဟိုတိတ်ထရီထူးတော့ထူးထူးခြားခြားကြီးချိန်ပေးစရာမလိုဘူးဒါပေမဲ့နှစ်တိုင်းကတော့အမိုဂျီလေးပျော်အောင်တော့တကြံတွင်းကိုရေဆော့တာပေါ့ကိုယ့်အကူဆိုရင်တော့ဆော့တဲ့အရွယ်မဟုတ်တော့ဘူးလေငငယ်တော့ကဲတာပေါ့နော်ဒါပေမဲ့အခုတော့မကဲချင်တော့ဘူးဒါပေမဲ့သမီးနဲ့လိုက်ဆော့ဖြစ်ပါတယ်ဟုတ်ဒီကားထဲမှာကိုအောင်ကြီးကာရိုက်တာပေါ့အိမ်အောင်တဲ့ကလေး2ယောက်နဲ့ပေါ့အဲဒီကာရိုက်တာလေးကပါဝင်ပြီးတရုပ်ဆောင်ပါပါအိမ်အောင်တဲ့ကာရိုက်တာဆိုတော့ကိုကလည်းအပြစ်မှာအိမ်အောင်တဲ့ဖြစ်တဲ့အတွက်အသိအများကြီးထူထူတော့ပြင်ဆင်စရာမလိုပါဘူးပေါ့နော်အခုလောလောဆယ်တော့ဇလန်ပဲရသေးတယ်စခရစ်ကတော့မရသေးဘူးပေါ့စခရစ်ရမှာပဲစခရစ်ပေါ်မူတည်ပြီးတော့ကာရိုက်တာအတွက်ပြင်ဆင်ပါပါကန်နပလန်เนี่ยရှေ့မှာဇွန်ဘီကရိုက်ထားရှိတယ်ဟိုတော့ဆက်ဆိုတာလေတော့ဆက်ကြားပြီးအဲ့ဒါရိုက်ထားတယ်ဒါတော့ဒုတိယမြောက်ကားပေါ့ကန်နပလတ်နဲ့ဟုတ်ကိုကတကြံတွင်းတော့ဆိုငငယ်တုန်းကပေါ့တငယ်ချင်းတွေနဲ့အဲ့လိုမန်တက်တွေထိုင်းပျော်တာကဲတာပေါ့လေအဲ့လိုမျိုးကြိုက်တဲ့အရန်ကြိုက်တဲ့ထဲမှာလည်းပါတယ်အခုတော့အသက်အရွယ်လည်းရလာပြီတငယ်ချင်းတွေကလည်းသူ့လုံးတဲ့သူလေနော်ပြီးတော့ကိုတို့ကြတော့ဒီအရွယ်ရောက်မှတော့အဲ့လိုမန်တက်တွေသွားပြီးတော့ထိုင်ဖို့လည်းစိတ်ကူးမရှိတော့ပါဘူးအသက်အရွယ်ကြောင့်လည်းစိုက်မဲ့ထင်ပါတယ်အဲ့ဒါကြောင့်တကြံတွင်းဆိုတော့တိတ်မကဲဖြစ်တော့ဘူးဘုရားလူတာလည်းမဟုတ်ဘူးဒီတိုင်းပဲမတော့ဖြစ်တော့တာမိုဂျီလေး3နှစ်ပြည့်တုန်းကမိုဂျီ3နှစ်ပြည့်ဆိုပြီးတော့ဒါလက်ဆောင်ပေးတယ်ပေါ့လေလက်ဆောင်ပေးတယ်ဆိုပြီးတော့အဲ့ထက်ကစပြီးတော့မတော့ဖြစ်တာပါသမီးကြီးလောက်လည်းပြောလို့ရအောင်သမီး3နှစ်တုန်းကဖဖေကသမီးကိုမွေးနေ့လက်ဆောင်နေနဲ့မတော့တော့ဘူးပေးထားတာဆိုပြီးပြောလို့ရတာရှိပါတယ်အကိုအဲ့ဒီအကြောင်းအရာလေးကိုဒီ line ပေါ်မှာတင်လိုက်ဖူးပါတယ်တင်လိုက်ဖူးတော့လည်းအကို comment အောက်မှာဝင်ပြီးတော့ရေးထားတဲ့ပရိသတ်တွေရှိတယ်သူတို့ဖေဖေတွေဆိုလည်းဒီလိုပဲသူတို့ငငယ်တုန်းကလည်းအဖေကအဲ့လိုမျိုးလေးသမီးအတွက်ဆိုပြီးတော့ရက်ဖြတ်ခဲ့တယ်လို့ဒါဝင်ရေးတာရှိတယ်ပေါ့လေအဲ့တော့ကိုမလည်းထွေထွေထူးလောက်တာတော့မဟုတ်ပါဘူးဒါအကိုကတော့ဒီသမီးရဲ့အနာဂတ်ကိုပဲစဉ်းစားတယ်ပြီးတော့တခုပဲကိုအဲ့လိုအခုကသူများလိုမတူဘူးသူများတွေကတောက်တယ်ဆိုရင်ထင်းထင်းသိမ့်တောက်တတ်တယ်ကိုကကြောင့်မဟုတ်တောက်အရန်မူလူငန်းသူမှမသိအောင်မူပေါ့လေအဲ့လိုရုပ်ပြက်ဆင်းပြက်ပုံစံမျိုးမူတာဆိုတော့အဲ့တော့အဲ့ဒီပုံစံမျိုးကိုလည်းခလေးကိုမမြင်စေချင်ဘူးအဲ့ဒါကြောင့်အဲ့ဒါလေးကိုလည်းဖြတ်လိုက်တာပေါ့လေကိုကြောင့်ပါကိုကတော့အဲ့လိုမျိုးအလွန်ကျွံလောက်တဲ့ထဲမှာပါလို့ပါအကိုတို့ကအေးချမ်းချမ်းနေရတာကိုကြိုက်တယ်နှစ်ယောက်လုံးကလေရွှေရောကိုအေးချမ်းနေရတာကိုကြိုက်တဲ့အတွက်ဒီအေးချမ်းတဲ့ဘဝကိုပဲတိဆောက်တာလေဒီအေးချမ်းတဲ့ဘဝကိုတိဆောက်ရင်းနဲ့ပဲအေးချမ်းမှုရဲ့နောက်မှာဒီပျော်ရွှင်မှုလေးပါလာကြတာပေါ့အခုဒီမိသားစုကိုတန်မိုးထားရလဲပါမယ်ပြီးတော့အခုနောက်ပိုင်းဆိုရင်ကိုဖះတရားပို့ပြီးတော့လှုပ်ဖြစ်တယ်ပေါ့လေဒီစိတ်ကောင်းလေးရှိအောင်လဲကိုတုံးသက်ပြီးတော့ကိုပြန်ပြီးဆုံးမလာတော့လေဒီလိုလေးကိုနေထိုင်လာတဲ့အတွက်လည်းလုပ်ငန်းကိုင်ငန်းလေးပို့ပြီးတော့အဆင်ပြေလာတယ်လို့ယူဆပါတယ်ဖះတရားကျေးဇူးပါပဲရှိပါတယ်လူပညာရေးလည်းမဟုတ်ဘူးပေါ့လေအသက်အရွယ်ရလာတဲ့နဲ့အမျှမိသားစုအတွက်ပလန်တွေလည်းချထားရတာပေါ့ဒီဇလန်တွဲလေးကကိုကျွန်တော်မကြခင်ရိုက်ကူးပါတော့မယ်ဇလန်တွဲလေးရိုက်ကူးပြီးလို့ထုံးလင်းပြသရင်လည်းအားပေးပါအောင်လို့ပြောချင်ပါတယ်ကျွန်တော်ကိုလည်းအားပေးတယ်ကျွန်တော်မိသားစုကိုလည်းချက်ပြီးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တမိုးလည်းထားပါတယ်ခင်ဗျာ